Hello also click ก่อนတယ်ဒီနေ့မှာမိတ်ဆွေတို့ကိုလာပြီးတော့မိတ်ဆက်ပေးချင်တာကတော့ကိုနေ့စဉ်မဖြစ်မနေသုံးဆွဲရတဲ့ပစ္စည်းလေးတွေကိုပေါ့နော်တစိမ့်ပြောင်းပြီးတော့သုံးဆွဲရုံနဲ့ကိုပိုင်စီးပွားရေးတစ်ခုကိုတည်ဆောက်လို့ရတယ်ဆိုတာကိုသိကြပြီလားရှင်ဆက်ဆက်မောကုမ္ပဏီကဆိုရင်မိတ်ဆွေတို့ကိုမဖြစ်မနေသုံးဆွဲရတဲ့ခေါင်းလျှော်ရည်တွေသွားတိုက်ဆေးတွေကဖဲတွေကိုနေ့စဉ်သုံးရတဲ့အသုံးဆောင်ပစ္စည်းတွေကိုမိတ်ဆွေတို့ကတစိမ့်ပြောင်းလဲပြီးတော့သုံးဆွဲလိုက်ရုံနဲ့မိတ်ဆွေတို့ကကုမ္ပဏီကနေကိုယ်စလဲရှော့စီလဲရရှိတဲ့အပြင်ကိုပိုင်စီးပွားရေးတစ်ခုကိုလည်းတည်ဆောက်လို့ရတာဖြစ်တယ်မိတ်ဆွေတို့ထောက်ကုန်ပစ္စည်းတွေကိုစိတ်ကြိုက်ဈေးကွက်ပြန်လည်ဖြန့်ချီလို့ရတဲ့အပြင်ကိုမိတ်ဆွေတို့ကိုဒီထက်မကပို့ပြီးတော့မှရောင်းအားကောင်းအောင်အယောင်မြင့်တင်ရင်တင်နန်းတွေ leadership skill တွေပြီးဆိုရင်ခေါင်းဆောင်မှုတင်နန်းတွေကိုလည်းကုမ္ပဏီကနေအခမဲ့ training ပေးတဲ့တင်နန်းတွေလည်းဒါဖွင့်လှစ်ပေးထားတာဖြစ်တဲ့အတွက်ကြောင့်မို့တကယ်စီးပွားရေးလောက်ကိုင်ခြင်းနဲ့တကယ်အောင်မြင်ခြင်းနဲ့ကိုယ့်ရဲ့ထောက်ကုန်ပစ္စည်းတွေကိုရေရှည်မှာဒီထက်မကတိုးတက်အောင်မြင်ခြင်းတဲ့သူတွေအတွက်ဆိုရင်အရင်နည်းနည်းနဲ့စတင်လို့ရတဲ့လုပ်ငန်းတစ်ခုဖြစ်ပါတယ်ဒါကြောင့်အားလုံးကိုဖိတ်ခေါ်ပါတယ်